တခါတလေကြတော့လေကိုဒီခဏခဏညီးတွားခဲ့ဘူးတဲ့ရန်ကုန်ရဲ့ကားပိတ်တန်တွေစူညံတန်တွေကိုတောင်ပြန်ကြားချင်မိတယ်အခုဒီမှာကတော့အရာအားလုံးကစနစ်တကျရှိလုံးပြီးတိတ်ဆိတ်နေတာပဲစရုပ်လိုလဲပတ်နေရတဲ့နီးရက်တွေကြားတဲ့အလုံနာချိန်ခဏလေးမှာမျက်စိမှိတ်လိုက်တိုင်းမြင်ရောက်လာတာကလမ်းထိပ်ကလက်ဖက်ရည်ဆိုင်ကထွက်လာတဲ့အငွေ့ပြန်အနံ့လေးတွေပေါ့ပန်ကာတန်တဝုံဝုံနဲ့လူတွေစကားပြောတန်တွေစူညံနေတဲ့အဲ့ဒီဆိုင်လေးတွေကလီထုကိုတော့ဒီကအေးဆက်တဲ့လီထုထက်ပိုပြီးရှူရှိုက်ချင်မိတယ်ရန်ကုန်ရဲ့မနက်ခင်းဆိုတာမုံဟင်းကားနဲ့နေစားတာပါဆိုင်ရှိမှာခြံကလေးတွေနဲ့တန်းစီနေတဲ့သူတွေလမ်းဘေးပလက်ဖုန်းပေါ်မှာသတင်းစာဖတ်ရင်းလက်ဖက်ရည်တောက်နေတဲ့အဖိုးအိုတွေကားမတိုင်မှာအလုတ်သွားဖို့အလူအရက်ပြေးနေကြတဲ့လူအုပ်ကြီးတဲမှာကိုလဲတယောက်အပါဝင်ဖြစ်ခဲ့ဘူးတာပေါ့အဲ့ဒီတုန်းကတော့ချွေးတလုံးလုံးနဲ့ပင်ပန်းနေလို့ထင်ခဲ့ပြီးမြဲအခုပြန်တွေးကြည့်တော့အဲ့ဒီရုံးကန်မှုတွေထဲမှာတော့နှွေးထွေးမှုတွေရှိခဲ့တာပဲအကိုရှေ့တိုးပေးပါအောင်နောက်တစ်မှတ်တိုင်ဆင်းမယ်လို့អော်နေတဲ့စပေယာအတန်ကအစဒါလောက်တောင်လွမ်းစရာဖြစ်လာလိမ့်မယ်လို့ဘသူကထင်ထားမှာလဲနေပူပူမှာကားဆောင်ရတာရိုင်နဲ့ဘတ်စကားပေါ်မှာတိုးဝေစီရတာကိုအခုပြန်တွေးရင်ပြုံးမိတယ်ဒီမှာကတော့ယထာတွေကအချိန်တိကျတယ်ကားတွေကအေးစိတ်နေတာပဲဒါပေမဲ့အဲ့ဒီကားပေါ်မှာအချင်းချင်းပခုံးချင်းတိုက်ပြီးစီးခဲ့ရတဲ့သူ့စင်းတွေရဲ့ရိုးသားတဲ့မျက်နှာတွေကိုဒီမှာရှာမတွေ့တော့ဘူးရန်ကုန်ရဲ့အပူချိန်ကတခါတလေစိတ်ပြတ်ဖို့ကောင်းမိမယ်အခုကိုရောက်နေတဲ့အရက်ကအရေးတန်းကတော့နှလုံးသားထိကိုအေးဆက်စေတာပါညနေဆောင်ရင်တငယ်ချင်းတွေနဲ့ဆုံကြမယ်မီနီကုန်းမှာမုတ်ပတ်စားမယ်ပတ်စံအများကြီးမရှိလဲတငယ်ချင်းတွေစုမိရင်ရဲတန်းတွေကရန်ကုန်တစ်မျိုးလုံးပြန့်နေတာပဲအခုတော့ဒီမှာကတော့ကဘာကျော် brand တွေအပြည့်ရှိတဲ့ shopping mall တွေထဲလမ်းလျှောက်နေရပြီမဲ့လမ်းဘေးကအကျော်ဆိုင်လေးမှာချွေးတွေကြားကရေမောခဲ့ရတဲ့လောက်စိတ်မလွတ်လပ်ဘူးရန်ကုန်နေဝင်ချိန်ဟာကဘာဘယ်နေရာကနေဝင်ချိန်ထက်မဆိုပိုပြီးလှပနေခဲ့တာကိုအခုမှသတိထားမိတော့တယ်စိတ်ညစ်စရာရှိရင်လူကပင်ပန်းလာရင်တွားနေကြရွှေဒီကုံဖျားကြီးရဲ့ရင်ပြင်တော်ပေါ်မှာထိုင်နေရင်ရန်ကုန်ရဲ့ညအလှကိုငီးခဲ့ဘူးတယ်ခေါင်းလောင်းတန်တဲ့တဲ့နဲ့အတူရင်ပြင်တော်ပေါ်ကအေးချမ်းမှုဟာဘလို့ therapy မျိုးနဲ့မှမတူဘူးအခုတော့အဲ့ဒီတရားထိုင်တန်တွေအစားအိမ်ပြန်ခြင်းနဲ့စိတ်ကိုပဲဖြီးသိမ့်နေရတယ်ဝေးကွာနေရတာဟာကို့အနာဂတ်အတွက်ရွေးချယ်မှုတစ်ခုဆိုပေမဲ့ရင်ဘတ်သေးကတဝက်ကတော့ရန်ကုန်ရဲ့လမ်းချားလေးတွေထဲမှာကြံ့နေခဲ့တုံးပဲမိုးရွာတဲ့နေ့တွေဆိုရင်ပိုဆိုးတာပေါ့ရန်ကုန်ရဲ့မိုးကရွာချလိုက်ရင်ရီတွေရှမ်းဖနက်တွေဆိုပြီးသွားရလာရခတ်ခဲပေမဲ့အဲ့ဒီမိုးရနံလေးကိုလွမ်းနေမိုးသေးသေးမှာထီးလီတလက်နဲ့တငယ်ချင်းတွေနဲ့လမ်းလျှောက်ခဲ့တာတွေမိုးအီမှာကော်ဖီပူပူလေးတောက်ခဲ့တာတွေကအခုတော့အဝေးကပုံပြင်တွေလိုပါပဲဒီကမိုးကတော့အီးဆက်ဆက်နဲ့လူကိုပို့ပြီးအထီးကျန်စီတယ်လူငယ်ဆိုတာအိမ်မက်တွေအတွက်ပိုကောင်းတဲ့ဘဝတွေအတွက်ထွက်ခွာခဲ့ကြရတာပါပဲဒါပေမဲ့ဘလောက်ပဲဝေးကိုတို့နှလုံးသားကတော့ရန်ကုန်ရဲ့ဖုံတထောင်းထောင်းနဲ့လမ်းကြားလေးတွေထဲမှာရှိနေစေပဲတနည်းတော့ကိုတို့ရန်ကုန်ရဲ့လမ်းမားတွေတော့မှာအရင်လူအပူအပင်မရှိဘာဝန်ထုတ်ဝန်ဖို့ပါမပါဘဲနဲ့ပြန်ဆောင်ကြမယ်အဲ့ဒီအချိန်ကြရင်တော့အရန်လွမ်းနေခဲ့တာလို့ဒီမြို့ကြီးကိုတူးတူးလေးပြန်ပြောပြခြင်းနဲ့မြို့ကြီးကလည်းပြုံးပြီးကိုတို့ကိုကြိုးစုံနေမှာပါ